မိသားစုတွေနေထိုင်ပေါင်းစည်းကြတဲ့အခါမှာပြဿနာဆိုတာတစ်ခုမဟုတ်တစ်ခုရှိနေတတ်ပါတယ်အဲ့ဒီပြဿနာတွေကဘယ်ကစတယ်လဲဆိုရင်နံပါတ်1အချက်ကတော့နားလည်မှုတွေလွဲချော်နေတာပဲဖြစ်ပါတယ်အလွဲတကအလွဲဆုံးထဲမှာနားလည်မှုလွဲနေတာကအဆိုးဆုံးပဲဗျနံပါတ်2အချက်ကတော့အသိဉာဏ်တွေအတွေးခေါ်တွေမွဲနေလို့ပဲဖြစ်ပါတယ်ဗျအမွဲတကအမွဲဆုံးထဲမှာငွေကြေးဥစ္စာတွေမွဲထားတဲ့အသိဉာဏ်တွေမွဲနေအဆိုးဆုံးပဲဗျနံပါတ်3အချက်ကတော့စီးလုံးတဲ့နေရာမှာညီညွတ်နေရမယ့်အစားစိတ်ဝမ်းကွဲနေတော့ကြောင့်ပဲဖြစ်ပါတယ်ဗျဒါကြောင့်အကွဲတကအကွဲဆုံးကလည်းပစ္စည်းဥစ္စာတွေကြကွဲတာထက်စိတ်ဝမ်းကွဲခြင်းကလည်းအဆိုးဆုံးပဲဗျဒါကြောင့်အလွဲတွေအမွဲတွေအကွဲတွေကိုပြင်ဆင်ပြီးတော့နေထိုင်ပေါင်းစည်းကြမယ်ဆိုရင်မိသားစုတိုင်းလူတိုင်းပျော်ရွှင်မှုတွေနဲ့ကျွန်တော်တို့နေထိုင်သွားလာရပ်တည်ကြပါမယ်ဖြစ်ပါတယ်